ကျွန်ုပ်သည်ရှိသမျှဆို၍လိုက်မည်ကိုယ်တော်ရှင်သည်အားကျွန်ုပ်၏လာပြကွယ်ကရှိဖြစ်သည်ရှိသမျှဆို၍ဖြစ်ကိုယ်တော်ထားသို့ချေကလေးကျွန်ုပ်စုတောက်ချေကိုနာညောတာရှိဝိညာဉ်တော်သို့လောရှိသမျှဆို၍letတော်အာမင်ရှိသမျှကိုကိုယ်တော်လက်တော်ကျွန်ုပ်သည်အာမင်ပြေမြတ်ကိုလို့ဆိုဝချ